ဒါကတော့ကျွန်တော်ရဲ့မွေးရဇာတိမြေဖြစ်တဲ့မကွေးတိုင်းရှလင်းမြို့နယ်ကနန်ကွေးရွာကိုကျွန်တော်အလဲသွားရင်းနဲ့ရိုက်ခဲ့တဲ့ဗီဒီယိုကလေးပါဒီခုမြင်နေတဲ့နွားကြီးတွေကနေရွက်ကြီးအကြီးတွေဗျကျွန်တော်တောင်သူလယ်သမားသားသမီးဖြစ်ပေမဲ့ခုမှပဲမြင်ဘူးလားအင်ဒိုဘရာမင်အင်ဒိုဘရာမန်အင်ဒိုဘရာဇီးလို့လည်းခေါ်ကြတယ်ဗျကျွန်တော်ကမကွေးတိုင်းရှလင်းမြို့နယ်ကနန်ကွေးရွာဇာတိပါကျွန်တော်ရွာလေသွားရင်းနဲ့ကျွန်တော်တို့ရွာနာမှာရွှေ့လာတဲ့ဟို ARV နောက်ဖက်ကန်းကြီးရှားတော့ရွာကဘာဖဲလို့ကျွန်တော်တို့ရွာနာကိုသူတို့ရွာအစ်တီးတာပေါ့နော်အဲ့ဒီမှာကျွန်တော်အမတွေရဲ့အိမ်ပေါ့သူတို့အိမ်ကိုကျွန်တော်သွားလဲတာဖြစ်ပါတယ်ဒါရွာလမ်းလေးတွေဘလောက်တာရလဲဗျာအိမ်ဝိုင်းနေဆိုလဲအကျဲကြီးပဲအဲ့ဒီကျွန်တော်တို့မောင်နှမတွေမွေးချင်းတစုကျွန်တော်အမများရဲ့အိမ်ကိုသွားလဲကြတာပါဒီပုံလေးอ่ะပေါ့နော်ကဘာဖဲလို့ရွာတစ်တဲတာကျွန်တော်တို့ရွာနာကိုရောက်လာတာပေါ့မွေးချင်းနေလဲအဲ့ကြမှာနီးစက်တယ်လို့ပြောရင်လည်းမမောက်ပေါ့ဗျာဒါတော့သူတို့ရဲ့အိမ်ဝိုင်းအခြေကြီးကိုမြင်တွေ့ရတာဖြစ်ပါတယ်သူတို့စောက်ထားတဲ့အိမ်တွေသူတို့ရဲ့ခြံပုံစံလေးတွေမြင်တွေ့ရအောင်လို့ဆိုကျွန်တော်ကဗီဒီယိုရိုက်ပြီးတော့ယူလာတာပါဒါကျွန်တော်အမများညီပေါ်မောင်နှမများတွေ့ဆုံကြပေါ့နော်အိမ်ဝိုင်းထဲမှာဆိုရင်ဒီပင်စားပင်လေးတွေဟင်းစားပင်လေးတွေချင်မောင်လေးတွေကစုံလေးတွေငပြောလေးတွေစသည်အဖြစ်အဲ့လိုစိုက်ပြီးထားကြတယ်ဗျဒါကတော့ကျွန်တော်တို့ကနန်ကွေးရရဲ့ရွာဦးကျောင်းဘုံကျောင်းဖြစ်ပါတယ်လို့နော်ကျွန်တော်ရွာကိုလဲသွားရင်းနဲ့ရိုက်ယူခဲ့တဲ့ဗီဒီယိုလေးပါကျွန်တော်တင်ပြလိုက်ပါတယ်ကျေးဇူးတင်ပါတယ်